ဒီနေ့ဗီဒီယိုမှာတော့ရွာတရွာမှာရှိတဲ့နှစ်ပေါင်းများစွာလူမနေတော့တဲ့ကြောက်မက်ဖွယ်အိမ်တအိမ်ကြောင်ပြောပြသွားမှာပါဒီအိမ်ကိုရွာသားတွေကမသွားသင့်တဲ့အိမ်လို့ခေါ်ကြပါတယ်ဘာကြောင့်လဲဆိုတော့ညဘက်ရောက်လာတိုင်းအဲ့ဒီအိမ်ထဲကနေမတိတဲ့အတန်တွေထွက်လာတတ်ပါတယ်ဒီအိမ်ဟာနှစ်ပေါင်း30လောက်ကမိသားစုတစုနေခဲ့တဲ့အိမ်ပါအဖေအမေနဲ့ကလေးတစ်ယောက်3ယောက်ပဲနေခဲ့ကြပါတယ်ဒါပေမဲ့တညမှာတော့ရွာသားတွေအံ့ဩစရာတစ်ခုကြုံတွေ့ခဲ့ကြပါတယ်အဲ့ဒီညမှာအိမ်ထဲကနေအိုသံကြီးတစ်ခုထွက်လာပါတယ်ရွာသားတွေအပြေးလာကြည့်တဲ့အခါအိမ်တကားကဖက်နေတယ်ဒါပေမဲ့အိမ်ထဲမှာဘယ်သူမှမရှိတော့ပါဘူးအဲ့ဒီမိသားစု3ယောက်လုံးဘယ်တော့မှမတွေ့ရတော့ပါဘူးအဲ့ဒီနေ့ကစပြီးဘယ်သူမှအဲ့ဒီအိမ်မှာမနေရတော့ပါဘူးဒါပေမဲ့အချင်းတစ်ချိန်မှာလူငယ်တစုကအဲ့ဒီအိမ်ကိုစမ်းတက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ည12နာရီမှာသူတို့အိမ်ထဲကိုဝင်ကြပါတယ်အစမှာဘာမှမချစ်ပါဘူးဒါပေမဲ့နိုင်ဒီအနှဲငယ်ကြာပြီးနောက်အပေါ်တက်ကနေခြေလန်းတန်တစ်ခုကြားရပါတယ်သူတို့ထဲကတယောက်ကဒီမှာဘာလို့ရှိလဲလို့မေးလိုက်ပါတယ်ဒါပေမဲ့ပြန်လာတာကတိတ်ဆိတ်မှုပါပဲအဲ့ဒီညပြီးတဲ့နောက်အဲ့ဒီလူငယ်တွေဘယ်တော့မှအဲ့ဒီအိမ်ကိုပြန်မသွားရတော့ပါဘူးဒီနေ့အထိရွာသားတွေကညဘက်ရောက်လာတိုင်းအဲ့ဒီအိမ်သားမှာမတိတဲ့အတန်တွေကြားရတယ်လို့ပြောကြပါတယ်ဒါဟာတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်လားသို့မဟုတ်လူတွေရဲ့စိတ်ကူးယဉ်မှုလားတင်ရောဒီအိမ်တဲကိုညဘက်တယောက်တည်းဝင်ရဲပါသလား comment မှာတင့်အမြင်ကိုရေးခဲ့ပါဗီဒီယိုကိုကြိုက်ရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့